မင်းသားလေးစမ်းရည်မိုးရဲ့မွေးနေ့မှာအကအလှနဲ့မွေးနေ့လက်ဆောင်ပေးအပ်မဲ့ကေတုမတီဘုံမအငိမ့်မင်းသမီးဘုံမကအကကောင်းသူဖြစ်ပြီးအခုဆိုရင်တော့ဇက်တော်ကြီးတစ်ခုမှကပြဖို့အတွက်လေ့ကျင့်နေပါပြီ။မင်းသားကျော်လေးစမ်းရည်မိုးရဲ့မွေးနေ့ပွဲကြီးမှာပါဝင်ဆင်နွှဲဖို့အတွက်ဇက်တိုက်လေ့ကျင့်နေပြီးတော့အခြားလက်ဆောင်ပစ္စည်းတွေပေးအပ်မယ်ဆိုအနုပညာရှင်တဦးဖြစ်လို့အကအလှတွေကိုအသုံးချပြီးတော့စမ်းရည်မိုးအတွက်ရောလာရောက်ကြည့်ရှုကြမယ်။တပင်ချစ်ပရိသတ်ကြီးအတွက်ပါအမတ်တရမွေးနေ့လက်ဆောင်အဖြစ်အကောင်းဆုံးဖျော်ဖြေတင်ဆက်ပေးသွားမှာပါ။ဒီမွေးနေ့ပွဲကြီးရဲ့အထူးခြားဆုံးကတော့ဘုံမကဇက်တော်ကြီးတစ်ခုဖြစ်တဲ့စတန်စင်မင်းဇက်တော်တွေကဆူလာတုပတ်တောင်မိဖုရားကြီးရဲ့နေရာကနေအဓိကတရုပ်ဆောင်ကပြသွားမှာဖြစ်ပါတယ်။ဆူလာတုပတ်တာဇက်ရုပ်ကအတိတ်ဘဝကအာဂါတတရားတွေရင်းနှီးစရာနာကျင်မှုတွေနဲ့ငိုကြွေးရမှာဖြစ်ပြီးအမှုအရာတွေကိုပိုင်ပိုင်နိုင်နိုင်ဖော်ဆောင်ရတာဖြစ်လို့တရုပ်ဆောင်ရတာခက်ခဲပါတယ်။မင်းသားလေးစမ်းရည်မိုးရဲ့မွေးနေ့ပွဲကြီးမှာတက်ကြွတဲ့ပညာရက်တွေနဲ့ဂုဏ်ပြုလက်ဆောင်ပေးဖို့စတဲ့စင်မင်းဇက်တော်ကြီးတွေကခက်ခဲတဲ့ဆူလာတုပတ်တာနေရာကနေပြင်ဆင်နေပါတယ်။ဝါရင်မင်းသမီးကြီးတွေတောင်တေးသေးချာချာအချိန်ယူလေ့ကျင့်ရပြီးတော့မင်းသမီးလေးပုံမကတော့ပရိသတ်တွေအားရကျေနပ်စေဖို့အတွက်စ조사နေပါတယ်။အခြားလက်ဆောင်တွေကိုပေးခြင်းပေမဲ့စမ်းရည်မိုးကိုပေးမဲ့လက်ဆောင်တွေကများနိုင်တာကြောင့်ဆူလာတုပတ်တာအဖြစ်နဲ့တရုပ်ဆောင်မဲ့လက်ဆောင်ကတော့အမြဲတမ်းအမှတ်ရနေမဲ့လက်ဆောင်ဖြစ်ပါတယ်။အွန်လိုင်းပေါ်မှာတချို့ကစမ်းရည်မိုးအောင်မြင်ကြော်ကြားသွားမှဘုံမကိုဆရာတွေကကမ်းလှမ်းတာလားဆိုပြီးဝေဖန်တာမျိုးတွေရှိခဲ့ပူပါတယ်။စမ်းရည်မိုးအောင်မြင်သွားမှကမ်းလှမ်းတာမဟုတ်ပဲဆူလာတုပတ်တာနေရာမှာကပြဖို့အတွက်အရင်ကတည်းကဆရာအောင်ကျော်ထွန်းကကမ်းလှမ်းခဲ့တာပါ။စမ်းရည်မိုးနဲ့အတူဆူလာတုပတ်တာအဖြစ်တရုပ်ဆောင်မဲ့မင်းသမီးလေးဘုံမကိုအားပေးကြမှာလားဆိုတော့commentမှာပြပြခဲ့ပါအောင်ရှင်။ဖန်ဒီကိုပြောထွက်ရတဲ့စကားတခွန်းကြောင့်အားပေးသူတွေရောလာတဲ့အောင်စဘူးကအရင်ကတော့အဆက်ဆက်ရပန်းပိုးပေးပြီးချစ်ခင်ကျင်နာကြတဲ့ဖန်ဒီအပေါ်မှာဂယုဆိုင်ပြီးအကောက်အကွယ်ပေးခဲ့တဲ့မင်းသားလေးဖြစ်ပါတယ်။ပြင်ပလူတွေနဲ့တခြားသူတွေကသူ့ရဲ့ဖန်ဒီကိုမျက်စောင်းလေးနဲ့ကြည်တာအမြင်ဆောင်တာမျိုးကိုတောင်ရှင်ထဲမှာမခံမရနိုင်ဖြစ်ပြီးတော့ဖန်ဒီဘက်ကနေမမမက်ကောက်ကွယ်ပြောဆိုပြီးခဲ့ပူပါတယ်။ဒါပေမဲ့အောင်မြင်မှုတွေတရဖူဆောင်းလာပြီးရဲ့နောက်ပိုင်းမှာတော့အောင်စဘူးရဲ့စိတ်နေစိတ်ထားကအရင်လိုမဟုတ်တော့ပဲလုံးဝကြီးပြောင်းလဲသွားခဲ့တယ်လို့ဆိုကြတာပါအစအဆုံးမြေတော်မြောက်ပေးခဲ့တဲ့ပရိသတ်တွေကိုအလေးထားရမယ့်အစားမကြသေးခင်ကမိန်းကလေးကိစ္စနဲ့ပတ်သက်ပြီးဖန်နီကိုအပြစ်တင်ခဲ့တာပါသူ့ကိုအားပေးသူတွေကအစိုးရိမ်လွန်နာကြောင့်တစ်ဖက်ကမိန်းကလေးကိုပြောဆိုခဲ့ကြတယ်ဒါကြောင့်အောင်စဘူးကတစ်ဖက်ကမိန်းကလေးကိုလည်းအားနာရတယ်လို့ဖန်နီကိုလည်းအံ့ဩခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကိစ္စတစ်ခုကိုသိချမသိပဲထင်ကြီးတွေပေးပြီးအမျိုးသမီးချင်းကိုချင်းမစားနှမသားချင်းကိုချင်းမစားဂုံတိတ်ခါတွေထိပါပြောဆိုနေကြတယ်ဆိုတဲ့အထိသူ့ကိုအားပေးသူတွေကိုအပြစ်တင်သွားပါတယ်။အရင်ကမျက်စောင်းထိုးတာတောင်မကြိုက်တဲ့မင်းသားလေးကစိတ်ကလုံးကျန်းတွေနဲ့ပြန်လည်ပြောဆိုပြလိုက်တာကိုမြင်တွေ့ရတဲ့အမာခံပရိသတ်တွေမှာစိတ်ပြက်လက်ပြက်ဖြစ်ကုန်ကြပါတယ်။အောင်စဘူးကပရိသတ်အပေါ်စိတ်ပြောင်းပြီးအပြစ်မြင်လာရတာကတော့သူ့ရဲ့အမာခံဖန်တချို့ရဲ့အစွန်းရောက်တွေကအဓိကအကြောင်းရင်းဖြစ်နေပါတယ်။အောင်စဘူးရဲ့ဖန်တွေကသူ့ရဲ့အရင်ကြီးစားဟောင်းစီတွားရောက်ဆဲဆိုတိုက်ခိုက်ကြတဲ့အပြင်လက်ရှိမှာအတူတူတွဲဖက်ရိုက်ကူးနေရတဲ့မင်းသမီးတွေကိုလည်းပြောဆိုခဲ့ကြပါတယ်။အောင်စဘူးကိုယ်တိုင်ကလည်းဖန်တွေကိုထိမ့်မနိုင်သိမ့်မရဖြစ်လာခဲ့ရပါအောင်စဘူးကတကယ်ပြောင်းလဲသွားတာလားဒါမှမဟုတ်အလုံးများလုံးလို့ဖိအားတွေများနေရလားဆိုတာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။